အားလုံးပဲမင်္ဂလာပါရွှေရုပ်ရီကတ်ကနေကြိုဆိုလိုက်ပါတယ်ကိုယ်နိုင်ငံကိုကယ်တင်ဖို့အတွက်ကိုစနီးကိုတော့လိန်ညာရမယ်ဆိုရင်တင်လုံနိုင်ပါမလားဒီဇလန်ထဲမှာတော့အစ္စရေးနိုင်ငံသားတစ်ယောက်ဟာရန်သူနိုင်ငံတွေကိုဝင်ရောက်ပြီးအကြီးဆုံးရှိုးဝှက်ချက်တွေကိုစုဆောင်းဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်ဘဝဇနီးနဲ့အချစ်တွေကိုတောင်စွန့်လွတ်ခဲ့ရပါတယ်သူကရန်သူတွေလည်းမဘလို့အောင်မြင်ကောင်းနေထိုင်ခဲ့တာလေဒါကတော့ IMDb rating 7.9 ရရှိထားတဲ့ရှိုးဝှက်ထောက်လှမ်းရေးဇလန်တွေ The Spy ရဲ့ပထမဆုံးအပိုင်းဖြစ်ပါတယ်ဇလန်ကတော့အစ္စရေးနိုင်ငံရဲ့ Tel Aviv မြို့ကနေစတင်ထားပါတယ်ဒီနေရာမှာ Eli Cohen ဆိုတဲ့အမျိုးသားတစ်ယောက်ရှိပါတယ်။သူဟာအစ္စရေးအစိုးရငါးနာတစ်ခုမှာစင်းစင်းနဲ့ဆင်တူတဲ့ရုံးလုပ်တစ်ခုကိုလောက်ကင်နေသူပါ။ဒါပေမဲ့အဲလီယာတနေရာထဲမှာပဲထိုင်ပြီးအလုပ်လုပ်နေရတာကိုမကြိုက်ပါဘူး။ဒါကြောင့်အလုပ်တွေကိုတတ်မှတ်ချင်မတိုင်ခင်ပြီးအောင်လုပ်ပြီးစောစောပြန်ဖို့ကြိုးစားလေးရှိပါတယ်။အဲလီရဲ့ဇနီးကတော့နာဒီယာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရန်ချစ်ကြတဲ့အိမ်နောင်တယ်တွေပါ။ဒီနေ့မှာအဲလီကသူ့ရဲ့နေ့လည်စာအတူစားဖို့ဖွင့်လိုက်တဲ့အခါစာလေးတစ်ရက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီထဲမှာအဲလီနင်ငါကိုဒီကဘာပေါ်မှာအချစ်ဆုံးပဲဒါပေမဲ့ဒီညနောက်ကျပြီးပြန်လာရင်တော့နင်နဲ့မလွယ်ဘူးနော်ဆိုပြီးရေးထားပါတယ်အဲလီနဲ့နာဒီတို့ဟာတယောက်နဲ့တယောက်စာရေးပြီးအချစ်ကိုဖော်ပြလေ့ရှိတတ်ကြပါတယ်ပြီးတော့အဲ့ဒီစာတွေကိုထူးဆန်းတဲ့နေရာတွေမှာဖွက်ထားပြီးသူတို့ရဲ့အချစ်တွေကိုအမြဲတမ်းအသစ်ဆန်းဖြစ်နေအောင်ထိမ့်သိမ်းထားကြပါတယ်ဒီနေ့မှာအဲလီကနာဒီအတွက်အဝတ်စားလှလှပပတစ်ထည်ဝယ်လာခဲ့ပါတယ်နာဒီယာကအဝတ်စားတွေကိုကြိုက်ပေမဲ့ဈေးကြီးလွန်းတာကြောင့်အဲလီကိုမေးခဲ့ပါတယ်အဲလီကတော့အဝတ်စားထဲမှာဈေးနှုန်းတစ်စိတ်ကိုချုပ်ပြီးမင်းတက်ဆိုရင်ဒီအဝတ်စားတွေကဘာတန်ဘူးမှမရှိပါဘူးမြန်ပြင်ဆင်တော့မဟုတ်ရင်ပါတီပဲနောက်ကျတော့မယ်လို့ပြောခဲ့ပါတယ်သူတို့နှစ်ယောက်ကပါတီကိုအတူတူသွားကြပေမဲ့အဲလီကအရက်နည်းနည်းတောက်ပြီးမူးလာတဲ့အတွက်နာဒီယာကစိတ်ဆိုးသွားခဲ့ပါတယ်အဲ့ဒီချိန်မှာတော့အစ္စရေးနိုင်ငံရဲ့နယ်စပ်အနီးလေကွင်းတွေမှာလူတွေအလုလုံနေကြပါတယ်နယ်စပ်နဲ့အလွန်နီးတဲ့နေရာဖြစ်တာကြောင့်စစ်သားတွေကအခြေအနေကိုစောင့်ကြည့်နေကြပါတယ်မကြာခင်မှာပဲရန်သူဘက်ကတိုက်ခိုက်မှုတစ်ခုဖြစ်ပွားလာပြီးဘုံပေါက်ကွဲမှုကြောင့်လူအများများသေဆုံးသွားခဲ့ပါတယ်ဒီဖြစ်ပျက်တွေကြောင့်အစ္စရေးရှိုးဝက်ထောက်လန်းရေးအဖွဲ့ဟာအစ္စရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်အရာရှိတစ်ယောက်ကဒီအခြေအနေကိုကျွန်တော်တို့အမြန်ဆုံးရပ်တန့်ဖို့လိုတယ်အဲ့ဒီဘက်ကဘာတွေဖြစ်နေမလဲဆိုတာသိနိုင်မဲ့လူတစ်ယောက်လိုအပ်နေပြီလို့ပြောပါတယ်အဲ့ဒီချိန်မှာအစ္စရေးရှိုးဝက်အဖွဲ့ဟာရန်သူနိုင်ငံထဲကိုဝင်ရောက်နိုင်ဖို့အေဂျင့်တစ်ယောက်ကိုရှာဖွေနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာ6လပဲရှိပါတယ်အရာရှိတွေက6လအတွင်းမှာအေဂျင့်တစ်ယောက်ကိုပြင်ဆင်ပေးရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆာရာဆိုတဲ့အမျိုးသမီးတစ်ယောက်ကလူတစ်ယောက်ရဲ့လျှောက်လာကိုအရာရှိတန်ကြားသားလိုက်ပါတယ်အဲ့ဒီလူကတော့အဲလီကိုဟင်ဖြစ်ပါတယ်ဆာရာကသူဟာအလက်ဇနီးယားမှာကြီးပြင်းလာတယ်လုံရဲတဲ့3နှစ်ကအစ္စရေးကိုရောက်လာတယ်အရင်ကလည်းအလုံး2ကြိမ်လုပ်ဖူးတယ်လို့ပြောပါတယ်ဒါပေမဲ့အရာရှိကတော့ကျွန်တော်တို့ volunteer မလို့ခြင်းဘူးလို့ဆိုပြီးအဲလီရဲ့လျှောက်လာကိုပယ်ချလိုက်ပါတယ်ဒါပေမဲ့အဲလီကတော့သူ့ရဲ့အိမ်မက်ကိုလက်မလျှော့ခဲ့ပါဘူးဒီနေ့မနေ့မှာအဲလီကရုံးကိုသွားတဲ့ချိန်မှာရှိုးဝက်စာရွက်တစ်စောင်ကိုရရှိလာပါတယ်စာထဲမှာ 5611 mystery 4pm လို့ရေးထားပါတယ်အဲဒီကတော့သတ်မှတ်ထားတဲ့နေရာကိုသွားတဲ့အခါသူ့နောက်ကိုလူတစ်ယောက်လိုက်ကြည့်နေပါတယ်အဲဒီရှိုးဝက်ထောက်လန်းရေးအရာရှိတွေကသူ့ကိုစောင့်ကြည့်နေကြပါတယ်အရာရှိကမင်းပါကြောင့်ကိုယ့်ရဲ့လိပ်စာကိုမှန်မှန်မပေးခဲ့တာလေလို့မေးပါတယ်အဲလီကကျွန်တော်လူတွေကိုလိန်ညာတက်အောင်သင်ပေးနိုင်တယ်မျက်နှာဖုံးတက်ပြီးနေတက်အောင်လည်းသင်ပေးနိုင်တယ်ဒါပေမဲ့အေဂျင့်တစ်ယောက်ဖြစ်အောင်တော့သင်ပေးလို့မရပါဘူးအဲ့ဒါကလူတစ်ယောက်ရဲ့အတွင်းထဲမှာရှိပြီးသားဖြစ်ရမယ်လို့ကြံဖြေခဲ့ပါတယ်အဲ့ဒီအတွေ့အကြုံအရာရှိကအံ့အားသင့်သွားကြပါတယ်သူတို့ကအဲလီကိုမေးခွန်းတစ်ခုမေးပါတယ်မင်းငါတို့ဘယ်သူတွေလဲသိလားအဲလီကဟုတ်တယ်ကျွန်တော်သိတယ်လို့ပြန်ဖြေခဲ့ပါတယ်မင်းရဲ့နိုင်ငံတော်တက်မင်းဘဝရဲ့အကြီးမားဆုံးအလုပ်တစ်ခုကိုလုပ်ဖို့ပြင်ဆင်ထားရမယ်မင်းအစဉ်သစ်ဖြစ်ပြီလားလို့မေးပါတယ်အဲလီကတော့ကျွန်တော်ဒီနိုင်ငံကိုကိုယ့်အသက်တောင်ပို့ချစ်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်မင်းနိုင်ငံအတွက်အလုပ်ထွက်လို့ရမယ်ဆိုရင်ထွက်မလားဟုတ်ကဲ့မင်းမိသားစုတင်ငယ်ချင်းတွေဆွေမျိုးတွေကိုလိန်ညာရမယ်ဆိုရင်လိန်မလားဟုတ်ကဲ့မင်းနိုင်ငံအတွက်အသက်အန္တရာယ်ဝင်ရမယ်ဆိုရင်အဲလီကခဏတောင်မတွန့်ဆုတ်ပဲကျွန်တော်အဲ့ဒါတွေကိုလုပ်ပြီးသားပါလို့ပြန်ပြေလိုက်ပါတယ်အရာရှိကမနေ့ပြန်မင်းအစဉ်သစ်ဖြစ်နေပါစေနေ့လေသာကိုကိုယ်တိုင်ထုတ်လာမင်းစနီးကိုနှုတ်ဆက်ပြီးဘသူ့ကိုမှမပြောပဲငါတို့နဲ့လိုက်ခဲ့လို့ပြောပါတယ်အဲလီဟာသူ့ဘောမှာအကြီးမားဆုံးရှိုးဝက်မစ်ရှင်တွေကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါပြီနောက်တစ်နေ့မှာတော့အဲလီယာသူစနီးနာဒီယာကိုမပြောပဲရှိုးဝက်တင်တန်းစတင်တက်ရောက်ခဲ့ပါတယ်တင်တန်းမစမီအဲလီနဲ့နာဒီယာတို့ဟာအချစ်ကြောင်းပြောခြင်းအချိန်ဖြုံးနေခဲ့ကြပါတယ်ဒါပေမဲ့အဲလီရဲ့စိတ်ထဲမှာတော့ဂျာဟာနာဒီယာကိုနောက်ဆုံးအချိန်ချစ်ခွင့်ရတာများဖြစ်နေမလားဆိုတဲ့အတွေ့ရှိနေပါတယ်တင်တဲ့ပထမဆုံးနေ့မှာအဲလီမျိုးတွေကိုခေါ်သွားပါတယ်မင်းကိုလူနှစ်ယောက်စောင့်ကြည့်နေတယ်သူတို့ကိုရှာဖွေတွေ့ရှိအောင်လုပ်လို့အမိန့်ပေးလိုက်ပါတယ်အဲလီယာလူကြားထဲမှာလမ်းလျှောက်ရင်းသူ့နောက်ကလူတွေကိုတတိထားစောင့်ကြည့်လိုက်ပါတယ်သူ့ကိုစောင့်ကြည့်နေတဲ့လူတွေထဲမှာပြန်ရှာဖွေရင်းလမ်းလျှောက်ပုံပြောင်းလဲလာပါတယ်တခါတလေမြန်မြန်လျှောက်တယ်တခါတလေနှင်းနှင်းလျှောက်တယ်တခါတလေရုပ်တရက်လမ်းလျှောက်ပြောင်းသွားကြတယ်ဒါဟာအေဂျင့်တယောက်ရဲ့အရေးကြီးတဲ့ကျွမ်းကျင်မှုတွေကတစ်ခုပါပဲအဲ့ဒီနောက်အဲလီယာအမျိုးမျိုးလေ
လေ့ကျင့်မှုတွေစတင်ရပါတယ်။ဘာသာစကားတွေသင်ယူတယ်။ရန်သူနိုင်ငံနဲ့ယဉ်ကျေးမှုနဲ့အလေးထားတွေကိုလေ့လာရတယ်။လက်နဲ့အသုံးပြုနည်းတွေကိုသင်ယူရတယ်။လူတစ်ယောက်ကိုအချိန်တိုတွင်တတ်နိုင်တဲ့နည်းလမ်းတွေကိုသင်ကြားပြီးခံရပါတယ်။ဒါပြင်အဲလီကိုကိုခန္ဓာကြံ့ခံအောင်လေ့ကျင့်ပေးရပါတယ်။ပြေးရတယ်အလိမရတယ်တိုက်ခတ်ရေးလေ့ကျင့်ရေးတွေလုပ်ရပါတယ်။ရန်သူနိုင်ငံရဲ့စစ်တဲ့အရာရှိတွေကိုလည်းအသေးစိတ်လေ့လာရပါတယ်။လတော်ကြာပြင်းထန်တဲ့လေ့ကျင့်မှုတွေပြီးတဲ့နောက်မှာအဲလီယာအရင်ကရုံးဝင်တဲ့တယောက်မဟုတ်တော့ပါဘူး။သူကလိမ္မာပါနေတဲ့ရှုပ်ဝဲအေဂျင့်တယောက်ဖြစ်လာပါပြီ။လေ့ကျင့်ရေးအရာရှိကသူကအရန်ကောင်းလုပ်နိုင်တယ်ကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းဖြစ်လာပြီလို့ပြောပါတယ်။ဒါပေမဲ့အရာရှိတယောက်ကတော့သူ့ကိုမစ်ရှင်နဲ့မပို့ခင်အချိန်နဲ့ထပ်လို့သေးတယ်။သူ့ရဲ့ကာဘာမခိုင်မာသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့အထက်လူကြီးကတော့ဒေါသထွက်သွားပါတယ်ကျွန်တော်တို့မှာ6လပဲရှိတယ်။အခု6လပြည့်သွားပြီကျွန်တော်တို့မှာအချိန်မရှိတော့ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာအစ္စရေးနိုင်ငံမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပါတယ်။အပြစ်မဲ့တဲ့သူတွေတေဆုံးနေကြပါတယ်။ခလေးတွေနဲ့မိသားစုတွေဒုက္ခရောက်နေကြပါတယ်။ဒါကြောင့်အဲလီကိုမစ်ရှင်နဲ့ပို့ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။မစ်ရှင်မစခင်အရာရှိကအဲလီကိုပြောပါတယ်။မင်းရဲ့နောက်ဆုံးဖြတ်ချက်ကိုမနှက်ပြန်ပေးမယ်။မင်းသွားခြင်းငါတို့မင်းရဲ့ report ကိုအောင်မြင်တယ်လို့တင်ပြမယ်။မသွားခြင်းရင်တော့မင်းရဲ့ test တွေမှာမအောင်မြင်ဘူးလို့ပြောလိုက်မယ်။အဲလီယာစဉ်းစားမှု24နာရီရရှိပါတယ်။ဒါပေမဲ့သူ့အခက်အခဲဆုံးအပိုင်းကရန်သူနိုင်ငံတွေကိုတွားရမှာမဟုတ်ပါဘူး။သူဇနီးနာဒီယာကိုဘယ်လိုလိန်ညာရမလဲဆိုတာပါပဲ။ဒီနေ့မှာတော့နာဒီယာဟာအဲလီအလုတ်လုတ်တဲ့ရုံးကိုရုတ်တရက်ရောက်လာပါတယ်။ဒါပေမဲ့အဲလီကအဲ့ဒီရုံးမှာရှိမနေခဲ့ပါဘူး။နာဒီယာအိမ်ကိုပြန်သွားပြီးအဲလီကိုစောင့်နေခဲ့ပါတယ်။ညနေထိအဲလီပြန်မလာတဲ့အခါနာဒီယာကစိတ်ဆိုးသွားပါတယ်။အဲလီပြန်ရောက်လာတဲ့အခါမှာနာဒီယာကမင်းကကိုဘာကြောင့်လိန်နေရတာလဲလို့မေးပါတယ်။အဲလီကမင်းဘာတွေပြောနေရလဲလို့ပြန်မေးလိုက်ပါတယ်။နာဒီယာကဒီနေ့မင်းရုံးကိုတွားခဲ့တယ်ဒါပေမဲ့မင်းအဲ့ဒီမှာလာပေါင်းများစွာအလုပ်လုပ်မနေတော့ဘူးဆိုတာသိလိုက်ရတယ်လို့ပြောပါတယ်။အဲလီဟာနာဒီယာကိုမလိန်ချင်တော့ပါဘူးဒါပေမဲ့သူ့ရဲ့ show work mission အကြောင်းကိုတော့ပြောလို့မရပါဘူး။ဒါကြောင့်သူကတောင်းပန်ပါတယ်မင်းကိုရင်ကလေးကပြောပြတဲ့ဒါပေမဲ့အလုပ်ရမရသေးကြအောင်စောင့်နေတာပါလို့ပြောလိုက်ပါတယ်။ပြီးတော့အဲလီကဇနီးကိုငါအစ္စရေးကာကွယ်ရေးဝင်ကြီးထုတ်ဌာနအတွက်ဝယ်ယူရေးလုပ်ပေးရမယ်ကမ္ဘာတဝန်းကိုတွားရမယ်ပစ္စည်းတွေစက်ပစ္စည်းတွေစက်မှုဆိုင်ရာပစ္စည်းတွေကိုဝယ်ယူပေးရမယ်လို့လိန်ညာပြောခဲ့ပါတယ်။နာဒီယာကအဲ့ဒီလုပ်ကိုအန်ဒီရရှိလားလို့မေးပါတယ်။မရှိပါဘူးကမ္ဘာတဝန်းကိုခီးသွားမယ်စိတ်ဝင်စားစရာအလုပ်တစ်ခုပါလို့ပြန်ဖြေခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲလီဂါနာဒီယာကိုဒီလောက်ကငါအမြဲတမ်းမင်းကိုပေးချင်ခဲ့တဲ့ဘဝပေးနိုင်မဲ့အခွင့်အရေးပဲလို့ပြောပါတယ်။နာဒီယာကလည်းအဲလီကိုအလုပ်လက်ခံဖို့သဘောတူညီလိုက်ပါတယ်။ဒါပေမဲ့သူမသိသေးတာကအဲလီယာကဘာတဝမ်ခီးသွားရမယ်ဝယ်ယူရေးဝန်ထမ်းမဟုတ်ပါဘူး။သူကရန်သူနိုင်ငံတော်ကိုဝင်ရောက်မဲ့ရှို့ဝဲအေဂျင့်တယောက်ဖြစ်နေပါပြီ။1961ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာအဲလီကိုရှို့ဝဲအခန်းတစ်ခုထဲခေါ်သွားပါတယ်။သူ့ရဲ့အဝတ်စားတွေကိုချုပ်ကိုင်ပြီးစစ်ဆေးတဲ့အခါသူ့ရဲ့ထဲမှာစာရွက်တစ်ရက်ကိုတွေ့လိုက်ရပါတယ်။အရာရှိကဒါကဘာလဲလို့မေးခဲ့ပါတယ်။အဲလီကဘာမှမပါဘူးကျွန်တော်နဲ့ကျွန်တော်စနီးတယောက်နဲ့တယောက်စာရေးပြီးထူးဆန်းနေတဲ့နေရာတွေမှာဖွက်ထားကြတာပါလို့ပြန်ဖြေလိုက်ပါတယ်။အရာရှိကစာကိုဖတ်ကြည့်တဲ့အခါမှာနင့်ကိုဒီကဘာပေါ်မှာချစ်ဆုံးပဲလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။ရာရှိကအဲလီရဲ့စိတ်ပန်းဆိုင်ရာအခြေအနေကိုစိုးရိမ်နေကြပါတယ်။သူတို့ကငါတို့ဒီလူကိုအရန်ကြီးအန်ရရှိတဲ့အခြေအနေတွေပို့နေမိတာမဟုတ်ဘူးလားလို့စိုးရိမ်နေကြပါတယ်။ဒါပေမဲ့တာဝန်ရှိသူတွေကတော့ဟုတ်တယ်ငါတို့သိတယ်။ဒါကြောင့်ဒီလိုစစ်မှန်တဲ့နှုတ်ချစ်စိတ်ရှိသူတယောက်ကိုရှာဖွေခဲ့တာလို့ပြန်ဖြေခဲ့ပါတယ်။အဲလီယာနောက်ဆုံးမှာတော့သူ့ရဲ့အစစ်မှန်နာမည်ကိုမဟုတ်တော့ပဲရန်သူနိုင်ငံထဲမှာအသုံးပြုမဲ့နာမည်အသစ်ကိုစတင်လေ့လာရပါတယ်။အဲလီယာသူ့ရဲ့ Kara story စတင်လေ့ကျင့်ပါတယ်။ခုကစပြီးသူ့နာမည်က Kamel Avin Tabas ဖြစ်ပါတယ်။အရာရှိတွေကမင်းနာမည်ဘာကြောင့်ဒီလိုဖြစ်နေတာလဲလို့မေးတဲ့အခါအဲလီကသူ့ရဲ့ဇလန်းကိုစတင်ပြောပြပါတယ်။ကျွန်တော်ရဲ့နာမည်ကိုကျွန်တော်အဖေရဲ့နာမည်ကနေရခဲ့တာပါ။အီမင်ဆိုတာကတော့ကျွန်တော်အမေရဲ့နာမည်ပါလို့ပြောပါတယ်။ပြီးတော့သူ့ရဲ့ဘဝစကြောင်းကိုလည်းစတင်ဖန်တီးပါတယ်။ကျွန်တော်ဟာအာဂျင်တီးနားနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။1915ခုနှစ်မှာမွေးတယ်။အဲ့ဒီမှာကျွန်တော်အဖေကအရန်ကြီးမားတဲ့စက်ရုံတရုံပိုင်ဆိုင်ပါတယ်လို့ပြောပါတယ်။အဖေဆုံးပြီးသွားတဲ့နောက်မှာတော့အလာရဲ့ဂီယူနာရဲ့အဖေရဲ့လုပ်ငန်းတွေကိုကျွန်တော်ဆက်လက်စီမံခန့်ခွဲခဲ့ပါတယ်။ဒီနေ့မှာတော့အဲ့ဒီလုပ်ငန်းဟာတောင်မေတီကရဲ့အကြီးမားဆုံးကုမ္ပဏီတဲကနေတစ်ခုဖြစ်လာပြီလို့ပြောပါတယ်။ကျွန်တော်အမေလည်းဆုံးသွားပါတယ်။အကိုအမမရှိဘူး။အခုတော့ကျွန်တော်တယောက်တည်းပဲနေပါတယ်လို့ပြောပါတယ်။အဲ့ဒီနောက်သူ့ရဲ့ဇလန်းဟာအရေးကြီးဆုံးအချက်ကိုထည့်လိုက်ပါတယ်။ကျွန်တော်နိုင်ငံကိုရမ်းချစ်တယ်။အခုကျွန်တော်နိုင်ငံကိုပြန်သွားရမယ့်အချိန်ရောက်လာပါပြီ။ကျွန်တော်အပြောင်းလဲတချို့ကိုဖန်တီးနိုင်မယ်လို့ယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အဲလီကိုဟင်ဟာသူ့ရဲ့အစစ်မှန်ဘဝကိုနောက်မှခြံထားခဲ့ပြီးရန်သူတွေတက်တော့အာဂျင်တီးနားကပြန်လာတဲ့ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကာမယ်အာဗင်တာဘက်အဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့သူ့ရဲ့ဇလန်းကတော့ဒီမှာတည်းမပြီးသေးပါဘူး။တကယ်တော့ဒီနေရာကစပြီးအဲလီရဲ့ဘဝဟာပိုပြီးအန်တရာယ်များလာပါတော့ပဲ။သူကရန်သူတွေထဲမှာနေထိုင်ရင်သူတို့ရဲ့ရှုပ်ဝက်ချက်တွေကိုစုဆောင်းရမယ်။တစ်ဖက်မှာသူတို့ရဲ့အယုံကြည်ဆုံးလူတွေရှိလာမယ်။တစ်ဖက်မှာသူ့ရဲ့အမှန်တရားကိုဖော်ထုတ်မဲ့စူးစမ်းနေတဲ့သူတွေရှိနေမယ်။အဲလီကိုမင်းရဲ့ရှုပ်ဝက် mission ကတော့အခုမှစတင်တာဖြစ်ပါတယ်။ဒါကတော့ The Spy ရဲ့ပထမဆုံးအပိုင်းဖြစ်ပါတယ်။ကြည့်ရှိသူများအပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာ။ The Spy ရဲ့ season 2ကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ကာမီဟာစီးရီးယားနိုင်ငံရဲ့သူ့ရဲ့အထောက်အထားတစ်တွေကိုတိစောက်ဖို့အတွက်သတင်းစာထဲမှာကြေညာတစ်ခုကိုထည့်လိုက်ပါတယ်။သူကသတင်းစာပိုင်ရှင်နဲ့လည်းအချိန်တိုအတွင်းမှာရင်းနှီးသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကာမီဟာအပြင်မှာနာဒီယာနဲ့ဆင်တူတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရပါတယ်။
သူကားဒီလူကိုထားခဲ့ပြီးမိမနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိမဟာမျိုးသားတယောက်ကိုဖတ်လိုက်တာကိုကာမီမြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီမိမကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့သူကနာဒီယာမဟုတ်ခဲ့ပါဘူးတခြားမိမတယောက်ပဲဖြစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကာမီကသူ့ရဲ့အတိတ်ကအရေးတွေကြောင့်နာဒီယာကိုနေရာတိုင်းမှာမြင်နေရတယ်လို့ဖြစ်နေခဲ့ပါတယ်ဒီဘက်မှာတော့နာဒီယာအိမ်အတွက်ဟင်းသီးဟင်းရွက်တွေကိုဝယ်နေခဲ့ပါတယ်သူမအကိုဝင်ရှိနေပြီးအဲ့ဒီချိန်မှာပဲကာမီနဲ့တွေ့ခဲ့ပါတယ်နာဒီယာကာမီကိုမေးလိုက်ပါတယ်ရှင်ကအလီနဲ့အတူတူအလုံးလုံးနေတာလားကာမီကတော့သူ့ရဲ့အစစ်မှန်အထောက်အထားတွေကိုမဟောပြပဲကျွန်တော်ကဘာတော်မှာဝယ်သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုကူညီပေးတဲ့သူပါလို့ပြန်ဖြေခဲ့ပါတယ်ကာမီကတော့သူတို့နှစ်ယောက်ရဲ့တပ်ပုံတွေကိုကြည့်နေခဲ့ပါတယ်အဲ့ဒီတပ်ပုံတွေကတော့သူ့အတွက်အလွန်အရေးကြီးတဲ့အတိတ်တစ်ခုရဲ့သက်သေတွေဖြစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့နာဒီယာကကာမီကိုပြောလိုက်ပါတယ်ရှင်ကကျမယောက်ျားနဲ့တငယ်ချင်းတစ်ယောက်ပဲဒါကြောင့်အစားမစားပဲမပြန်ရဘူးနော်လို့ကာမီကအဲ့ဒီအိမ်မှာပဲထမင်းစားခဲ့ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာနာဒီယာနဲ့ပတ်သက်တဲ့အမတ်တရားတွေကိုပို့ပြီးရှုပ်ထွေးလာခဲ့ပါတယ်အဲ့ဒီနောက်ကာမီကနာဒီယာစီစာတစ်စောင်ရေးလိုက်ပါတယ်ငါရဲ့နာဒီယာအခုလည်းအရင်လိုဖြစ်နေပြန်ပြီမင်းမဟုတ်တဲ့နေရာတိုင်းမှာတော့မင်းမျက်နှာကိုမြင်နေရတယ်မင်းရဲ့ရေသံတွေကြားနေရတယ်ဒါပေမဲ့ပြန်လဲကြည့်လိုက်တိုင်းမှာမင်းမဟုတ်ပြန်ဘူးအဲ့ဒီချိန်မှာပဲကာမီစီဖုံးဝင်လာခဲ့ပါတယ်သူကချက်ချင်းပဲအပြင်ဘက်ကိုစောင့်ကြည့်ပြီးအခန်းထဲကမီးကိုပိတ်လိုက်ပါတယ်ပြီးတော့မီးကိုပြန်ဖွင့်ပြီးအပြင်ကလူတွေကိုအချက်ပြလိုက်ပါတယ်အဲ့ဒီနောက်ဟူလီယာရောက်လာပါတယ်ဟူလီယာကသူမရဲ့အရေးကြီးတဲ့သတင်းအချက်လက်တွေကိုကာမီစီပေးလိုက်ပါတယ်မနေ့ပြန်ကျင်းပမဲ့ပါတီပွဲမှာတက်ရောက်မဲ့ဧည့်သည်တွေနဲ့အချက်လက်တွေကိုသူမရထားပြီးသားဖြစ်ပါတယ်အဲ့ဒီစရင်ထဲမှာအရန်အရေးကြီးတဲ့လူတစ်ယောက်ပါနေခဲ့ပါတယ်သူကတော့ General MA Habib ဖြစ်ပါတယ်ဟူလီယာကကာမီကိုပြောလိုက်ပါတယ်ဒီလူနဲ့ရင်းနှီးအောင်လုပ်နိုင်ရင်မင်းရဲ့လမ်းကြောင်းတွေအများကြီးပွင့်သွားလိမ့်မယ်သူ့ကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်ဖို့ကအရေးကြီးဆုံးပဲဒါပေမဲ့အဲ့ဒီချိန်မှာပဲဟူလီယာရဲ့မျက်လုံးဟာကာမီရေးထားတဲ့စာတစ်စောင်ပေါ်ကြာရောက်သွားခဲ့ပါတယ်အဲ့ဒီစာမှာတော့နာဒီယာအကြောင်းရေးထားခဲ့ပါတယ်ဟူလီယာကမေးလိုက်ပါတယ်ဒါကဘာလဲကာမီကတော့ဘာမှမဟုတ်ပါဘူးလို့ဖြေခဲ့ပါတယ်ဒါပေမဲ့ဟူလီယာကတော့စာကိုကင်ပြီးထပ်မေးလိုက်ပါတယ်ဘာမှမဟုတ်ရင်ဒီစာကဘာလို့ရှိနေတာလဲလို့မင်းမသူ့ကိုရေးနေတာလဲနာဒီယာဆိုတာဘာတူလဲကာမီကအမှန်ကိုပြောပြလိုက်ပါတယ်နာဒီယာဆိုတော့ကျွန်တော်ရဲ့ဇနီးပါဟူလီယာကတော့အလွန်ဒေါသထွက်သွားခဲ့ပါတယ်သူမကပြောလိုက်ပါတယ်မင်းမဇနီးရှိနေဆိုတော့ဘာလို့မပြောခဲ့တာလဲကာမီကတော့တောင်းပန်လိုက်ပါတယ်တောင်းပါတယ်ဒီနောက်ပိုင်းစာမရေးတော့ပါဘူးဒါပေမဲ့ဟူလီယာကပြန်မေးလိုက်ပါတယ်ဒီနောက်ပိုင်းမရေးတော့ဘူးဆိုတာအရင်ကစာတွေအများကြီးရေးခဲ့ပြီးပြီလို့ဆိုလိုတာလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်ဟူလီယာကကာမီကိုအကြမ်းဖက်ပြီးတတိပေးလိုက်ပါတယ်မင်းဒီလိုမျိုးရှိုးဝအချက်လက်တွေကိုစပ်ပြီးထားနိုင်မယ်ဆိုရင်မင်းရဲ့အစစ်အမှန်အထောက်ထားပေါ်သွားလိမ့်မယ်ဒီမှာမင်းအတွက်ကာမီဆိုတာလူပဲရှိတယ်နာဒီယာဆိုတဲ့လူမရှိဘူးအလီဆိုတဲ့လူလည်းမရှိဘူးမင်းရဲ့အတိတ်ဆိုတဲ့ဟာလည်းမရှိဘူးအဲ့ဒီနဲ့ဟူလီယာကကာမီရေးထားတဲ့စာကိုမိရှုပ်ပစ်လိုက်ပါတယ်နောက်တနေ့မှာတော့ကာမီဟာပါတီပွဲကိုရောက်လာခဲ့ပါတယ်ဒင်းစာပန်ရှင်ကသူ့ရဲ့ General MA Habib နဲ့မိတ်ဆက်ပေးခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ဒင်းစာပန်ရှင်ကကာမီဟာစီးရီးယားနိုင်ငံကပြန်လာပြီးဒီနိုင်ငံမှာသူ့ရဲ့ငွေကြေးတွေကိုရင်းနှီးမြှုပ်နှံနေခြင်းနဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်ကာမီနဲ့ဂျန်နရီဟာအတူတူဝီစကီတောင်းရင်စကားပြောခဲ့ကြပါတယ်ဂျန်နရီကတော့ကာမီကိုကြည့်ပြီးမင်းကအိမ်အောင်ရှိတဲ့လူတစ်ယောက်လို့တောင်းမထင်ရဘူးအရင်စမကြပြီးချမ်းသာတဲ့လူပဲလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ဂျန်နရီဟာသူ့မိသားစုအကြောင်းကိုကာမီကိုပြောပြခဲ့ပါတယ်ကာမီကလည်းသူ့အကြောင်းသူ့မိသားစုအကြောင်းတွေကိုပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ကာမီဟာစကားပြောနေတယ်လို့နဲ့ပတ်ဝန်းကျင်ကအရာရှိတွေလှုပ်ရှားမှုတိုင်းကိုတေချာစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာဂျန်နရီကကာမီကိုမမျှော်လင့်ထားတဲ့မိကွန်းတစ်ခုကိုမေးလိုက်ပါတယ်မင်းမိဆုံးသွားပြီလို့ပြောတယ်မဟုတ်လားသူ့ကိုဘယ်နေရာမှာမြုပ်နှံထားတာလဲဒီမိကုန်းကကာမီအတွက်လုံးဝကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့မိကုန်းဖြစ်ပါတယ်သူဟာနေငယ်စိတ်လို့ရှားသွားပေမဲ့စကားကိုတခြားပဲလှည့်ပြီးအခြေအနေကိုထိန်းချုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဂျန်နရီယာသူ့မိကိုစီမီထရီ9632မှာမြုပ်နှံထားတယ်လို့ပြေးခဲ့ပါတယ်အဲ့ဒီနောက်ကာမီယာပါတီထဲမှာရှိနေတဲ့လူတွေရဲ့အချက်လက်တွေကိုဆက်လက်လေ့လာနေခဲ့ပါတယ်သူ့အတွက်အနည်းရှိဆုံးလူတစ်ယောက်ကတော့ဟင်မက်ဖြစ်ပါတယ်ကာမီယာဂျန်နရီနဲ့ပုံမူရင်းနှီးလာအောင်ကြိုးစားနေခဲ့ပါတယ်အကြောင်းကတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဒီနိုင်ငံထဲမှာတိုးချဲ့ခြင်းနဲ့စီးပွားရေးသမားတယောက်အဖြစ်ပုံဖော်ထားတာကြောင့်ဖြစ်ပါတယ်ပါတီဝဲပြီးနောက်မှာကာမီယာဂျန်နရီခန်းထဲကိုရှုပ်ဝက်စာဝင်ရောက်ခဲ့ပါတယ်သူကဒီနေ့မောက်ကနေဝင်ပြီးအခန်းထဲမှာရှိတဲ့စားရဆန်တန်းတွေကိုရှုပ်ဝက်အချက်လက်တွေကိုတေချာရှာဖွေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့အာမက်ဟာကာမီကိုလိုက်ရှာနေခဲ့ပါတယ်ကာမီယာပါတီထဲမှာမရှိတော့တာကိုသိတဲ့အခါမှာအာမက်ကတန်တရားဝင်လာခဲ့ပါတယ်သူကတခုခုမှားနေပြီလို့ခံစားမိခဲ့ပါတယ်ကာမီကတော့အချိန်မီခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ထွက်လာတဲ့အချိန်မှာတော့အရာရှိတယောက်ကသူ့ကိုမြင်သွားခဲ့ပါတယ်အဲ့ဒီအရာရှိကကာမီနာကိုတိတ်တိတ်ဆိတ်လိုက်လာခဲ့ပါတယ်ကာမီယာဘတ်စကားပေါ်မှာတက်သွားခဲ့ပေမဲ့အရာရှိကတော့သူ့နောက်ကိုဆက်လက်လိုက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ကာမီယာဟူလီယာနဲ့တွေ့ခဲ့ပါတယ်အဲ့ဒီအရာရှိရဲ့တပ်ပုံတွေဟူလီယာကြီးပြသခဲ့ပါတယ်ဟူလီယာကလည်းအချိန်တွေကပို့ပြီးအန်ရရှိလာပြီးကိုတိလိုက်ရပါတယ်အဲ့ဒီအရာရှိကကာမီနဲ့ဟူလီယာတို့ဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်အချိန်မှာတော့သူကသူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုကိုတန်တရားဝင်လာပြီးနောက်ကနေလိုက်လာခဲ့ပါတယ်ကာမီနဲ့ဟူလီယာဟာသူ့ကိုပြန်လဲရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီအရာရှိဟာအိမ်တလုံးထဲမှာပုန်းနေခဲ့ပါတယ်ကာမီနဲ့ဟူလီယာလေကားပေါ်တက်သွားပြီးသူ့ကို
ကိုရှာဖွေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်အဲ့ဒီအရာရှိကဟူလီယာကိုတိုက်ခိုက်လိုက်ပါတယ်ကာမီလည်းချက်ချင်းဝင်ပြီးသူ့ကိုတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့အရာရှိဟာလေကားကနေအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရဲတွေရောက်ရှိနိုင်တာကြောင့်ဟူလီယာကကာမီကိုချက်ချင်းထွက်သွားဖို့ပြောလိုက်ပါတယ်ကာမီကလည်းအိမ်ကိုရောက်လာတဲ့အချိန်မှာသူ့ရဲ့ဒဏ်ရာတွေကိုကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာသူမကကာမီကိုတတိပေးလိုက်ပါတယ်နောက်တစ်ခါဒီလိုမျိုးအလင်းစလိုမလုပ်ပါနဲ့မင်းအမားတကူကြောင့်အားလုံးပျက်စီးသွားနိုင်တယ်ဆိုတာပါပဲနောက်တစ်နေ့မှာကာမီကလက်ဆောင်တစ်ခုပါတဲ့ free kit တစ်ခုကိုယူပြီးဂျန်နယ်စီသွားခဲ့ပါတယ်သူကဂျန်နယ်ကိုလက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီနောက်ဂျန်နယ်ကကာမီကိုအရေးကြီးတဲ့စာတစ်စောင်ပေးခဲ့ပါတယ်အဲ့ဒီစာကတော့ကာမီအရန်အရေးကြီးတဲ့နေရာတစ်ခုကိုတွားလာနိုင်အောင်ကူညီပေးမယ်စာဖြစ်ပါတယ်ဂျန်နယ်ကတော့ကာမီကိုပြောလိုက်ပါတယ်မင်းဟာသစ္စာရှိတဲ့လူတစ်ယောက်ဖြစ်မယ်လို့ပြောနေပါတယ်ကာမီကပြန်ပြောလိုက်ပါတယ်အဲ့ဒါကိုတော့အချိန်ကပဲစကားပြောပြသွားပါလိမ့်မယ်တစ်ဖက်မှာတော့နာဒီယာအဝတ်စားချုပ်ဖို့သွားနေခဲ့ပါတယ်သူမကကိုဝင်ရှိနေပြီးရုပ်ရည်ရဲ့ဘိုက်နာလာခဲ့ပါတယ်သူမနာကျင်စွာအော်ဟစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲကာမီရဲ့မိတ်ဆွေတွေကရောက်လာပြီးသတင်းတစ်ခုကိုပြောလိုက်ပါတယ်မင်းအဖေဖြစ်သွားပြီကာမီကအလွန်အံ့ဩသွားခဲ့ပါတယ်ဘာလို့အရင်ကမပြောခဲ့တာလဲနာဒီယာကတော့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်တုန်းကမင်းဟာကာမီပဲလေအခုတော့မင်းဟာငားရဲ့လူဖြစ်နေပြီဒီစကားကြောင့်ကာမီရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်သူဟာအိမ်ကိုပြန်သွားပြီးသူ့ရဲ့ခလေးမလေးကိုကြည့်နေခဲ့ပါတယ်အဲ့ဒီခလေးမလေးဟာနာဒီယာရဲ့အလွန်တူနေခဲ့ပါတယ်ကာမီကတော့စိတ်ထဲမှာပြောလိုက်ပါတယ်ငါသမီးလေးတစ်ယောက်ရဲ့ဖခင်ဖြစ်လာတာတကယ်ကံကောင်းတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဟူလီယာကကာမီကိုသူပေးခဲ့တဲ့သတင်းအချက်လက်တွေဘယ်လောက်ထိတန်ဖိုးရှိတယ်လဲဆိုတာပြောပြခဲ့ပါတယ်မင်းပေးခဲ့တဲ့အချက်လက်တွေဟာငါတို့နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့အချက်လက်တွေပါမင်းကိုလူထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နေခဲ့တာပါငါမင်းကိုယုံကြည်တဲ့တနိုင်ငံလုံးမင်းပေါ်ဂုဏ်ယူနေတယ်ကာမီယာအပြင်မှာပဲတတိရှိတဲ့စီးပွားရေးသမားတစ်ယောက်လိုနေပေမဲ့သူ့စိတ်ထဲမှာတော့သူ့ရဲ့ဇနီးသမီးလေးကိုအမြဲတမ်းတတိရနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဟူလီယာကာမီရဲ့အိမ်ကနေရရှိခဲ့တဲ့ဓာတ်ပုံတချို့ကိုပြသလိုက်ပါတယ်အဲ့ဒီဓာတ်ပုံကတော့ကာမီရဲ့မိသားစုဓာတ်ပုံဖြစ်နေခဲ့ပါတယ်ဟူလီယာကမေးလိုက်ပါတယ်ဒီဓာတ်ပုံကိုဘာလို့တင်ထားတာလဲမင်းရဲ့တိတ်ကိုတတိရဖို့လားကာမီကပြန်ပြောလိုက်ပါတယ်မဟုတ်ပါဘူးကျွန်တော်အဲ့ဒီဓာတ်ပုံတွေကိုတင်ထားတာကဒီနေ့မှဒီအလုပ်ပြီးသွားရင်ကျွန်တော်ရဲ့ဇနီးနဲ့သမီးကိုအန်ဒီကိတ်ကိတ်နဲ့ပြန်သွားနိုင်ဖို့ပါဒါပေမဲ့သူကအဲ့ဒီအိမ်ကိုပြန်ရောက်လာတဲ့အခါနာဒီယာကသမီးလေးကိုအိတ်နေတာကိုတွေ့ခဲ့ပါတယ်နာဒီယာကသူ့ကိုကြည့်ပြီးပြန်ပြောလိုက်ပါတယ်ခုနောက်ပိုင်းမင်းကကိုမထားခဲ့ပါနဲ့တော့မင်းမရှိပဲငါမနေနိုင်ဘူးကာမီယာဘာစကားမှမပြောနိုင်ခဲ့ပါဘူးသူဟာသူ့ဇနီးနဲ့သမီးလေးကိုတိတ်တိတ်ဆိတ်ကြည့်နေခဲ့ပါတယ်ပြင်မှာတော့သူဟာရန်သူနိုင်ငံအာဏာရှိသူတွေအနားကိုချင်းကပ်ပြီးရှိုးအချက်လက်တွေကိုစုဆောင်းနေတဲ့တရှိုးတယောက်ဖြစ်နေပါတယ်ဒါပေမဲ့အိမ်ထဲမှာတော့သူဟာနာဒီယာရဲ့ခင်မွန်းသမီးလေးရဲ့ဖခင်မိသားစုကိုချစ်တဲ့တာမန်လူတစ်ယောက်ဖြစ်နေခဲ့ပါတယ် Despine ရဲ့ Season 2ကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ Season 3နဲ့ Season 4ကိုတော့ကျွန်တော်နဲ့အတူနောက်ထပ်ဗီဒီယိုမှာဆက်လက်ပြန်လည်ဆုံတွေ့ကြပါစို့ကြည့်နေတဲ့သူများအပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာ